မင်္ဂလာပါဒီနေ့ကတော့ကမ္ဘာအနှံ့ကမြို့သမီးတွေစီကနေဒေါ်လာတန်ပေါင်းများစွာလိမ်လည်သွားတဲ့မြို့သားတစ်ယောက်အကြောင်းပြောပြမှာပဲဖြစ်ပါတယ်ဒီမြို့သားဟာသူ့ရဲ့သားကောင်တွေကို Tinder ဆိုတဲ့ကျင်ပေါ်ရှာတဲ့ application ကနေမှရှာဖွေခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်သူ့ကို Tinder ဆွန်တာဆိုပြီးသူနဲ့ပတ်သက်တဲ့ဆောင်းပါးတွေ documentary တွေပေါ်ထွက်လာခဲ့ပါတယ်2018ရဲ့အစောပိုင်းကာလတွေမှာစီစီလီယာလို့ခေါ်တဲ့နော်ဝေးမျိုးသမီးတစ်ယောက်ဟာအသက်29နှစ်ရှိပြီဖြစ်ပြီးလန်ဒန်ကို Master Degree တစ်ခုတက်ဖို့အတွက်လာရောက်နေထိုင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနေ့ရက်တွေမှာသူမဟာမိသားစုနဲ့မိတ်ဆွေတငယ်ချင်းတွေနဲ့ဝေးရာနေရာသစ်မှာအထီးကျန်ကျန်နေရတာပဲဖြစ်ပါတယ်။တရက်မှာတော့သူမဟာ Tinder application ကနေ Simon လို့ခေါ်တဲ့အမျိုးသားတစ်ယောက်ရဲ့ profile ကိုတွေ့ခဲ့ရပါတယ်။ဒီအမျိုးသားဟာသူ့ရဲ့ profile မှာဆိုရင်ချမ်းသာကြွယ်ဝတဲ့အမျိုးသားတစ်ယောက်ရဲ့ပုံစံမျိုးအဖြစ်ဈေးကြီးတဲ့ကားတွေနဲ့ကိုယ်ပိုင်ဂျက်လေယာဉ်တွေနဲ့အတူတွေ့ခဲ့ရပါတယ်။သူမဟာဒီမျိုးသားကိုစိတ်ဝင်စားတဲ့အတွက် screen ပေါ်ကသူ့ရဲ့ profile မှာညာဘက်ကိုဆွဲလိုက်တဲ့အချိန်မှာတော့သူမဟာဒီမျိုးသားနဲ့ match ဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။ဒါဟာဒီမျိုးသားကလည်းသူမကိုစိတ်ဝင်စားတယ်ဆိုတဲ့သဘောပဲဖြစ်ပါတယ်။ Tinder application ရဲ့အလုပ်လုပ်တဲ့ပုံစံကတယောက်ယောက်ကိုစိတ်ဝင်စားတယ်ဆိုရင် screen ပေါ်ကအဲ့လူရဲ့ profile ပေါ်မှာညာဘက်ကိုဆွဲလိုက်ရတာဖြစ်ပြီးတစ်ဖက်လူကသူ့ကိုဒီလိုပဲညာဘက်ကိုဆွဲထားတယ်ဆိုရင်သူတို့နှစ်ဦးက match ဖြစ်တယ်ဆိုပြီးပေါ်သွားတာပဲဖြစ်ပါတယ်။တယောက်နဲ့တယောက် match ဖြစ်ပြီးဆိုရင်ဒီလူနှစ်ဦးကစကားစပြောလို့ရတာပါပြီ။အဲ့နောက်မှာတော့သူတို့နှစ်ယောက်က WhatsApp ကနေစကားပြောဆိုခဲ့ကြပါတယ်။ဆိုင်မွန်ကသူကနောက်နေ့ဆိုရင်ခီးသွားဖို့အတွက်လန်ဒန်ကနေထွက်ခွာသွားတော့မှာဖြစ်တယ်။အဲ့ဒီမတိုင်ခင်မှာသူမနဲ့စကားပြောဖို့အတွက်သူတဲနေတဲ့ဟိုတယ်ကိုလာတွေ့နိုင်မလားဆိုတဲ့အခါမှာတော့စီစီလီယာကလည်းသွားတွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စီစီလီယာဆိုင်မွန်တဲကိုနေတဲ့ဟိုတယ်ရဲ့ lobby မှာသူ့ကိုစောင့်ဆိုင်နေခဲ့ပါတယ်။သူမစောင့်နေတဲ့ lobby နားကတက်လီကပွင့်လာချိန်မှာတော့အဝတ်စားကြကြနာနာဝတ်ဆင်ထားတဲ့ချောမောလှပတဲ့မျိုးသားတစ်ယောက်ကသူမအနာကိုရှောက်လာတာတွေ့ခဲ့ရပြီးဒါဆိုင်မွန်ဖြစ်နေတာပါပဲသူမတို့နှစ်ယောက်ကမိတ်ဆက်စကားပြောဆိုပြီးချိန်မှာတော့ဆိုင်မွန်အရန်ကိုပွင့်လင်းပြီးခင်မင်ပရာကောင်းနေဆိုတာကိုသူမတွေ့ခဲ့ရတယ်ဆိုင်မွန်သူ့စီမှာတမီးတစ်ယောက်ရှိပြီးသူက Israel ကဂုံသတင်းကြီးရဲ့ဘီလီယံနာစိန်တတိကြီး Love Levi ရဲ့သားဆိုပြီးသူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်သူကသူ့စီးပွားရေးလုပ်ငန်းတွေနဲ့ကဘာပတ်ပြီးခီးသွားလာနေရတဲ့အကြောင်းတွေကိုလည်းပြောဆိုခဲ့ပါသေးတယ်။နောက်တော့သူကသူနဲ့သူ့အဖွဲ့ဟာဘူဂေးရီးယားနိုင်ငံကိုဒီနှစ်သွားမှာဖြစ်တယ်။သူနဲ့အတူလိုက်ခဲ့ချင်လားဆိုပြီးစီစီလီယာကိုမေးလာခဲ့ပါတယ်။စီစီလီယာတက်ကလည်းကိုပိုင်ချက်လေရင်နဲ့ခီးထွက်ရမယ့်အခွင့်အရေးကိုလက်လွတ်မခံချင်တဲ့အတွက်ဆိုင်မွန်နဲ့အတူလိုက်သွားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါဟာသူဆိုင်မွန်နဲ့တွေ့ပြီးပထမနေ့မှာတင်အတူခီးသွားဖို့ဆုံးဖြတ်ခဲ့တာပဲဖြစ်ပါတယ်။သူမစိတ်ထဲသူ့ကိုယုံကြည်စိတ်ချလို့ရတယ်ဆိုတော့ခံစားချက်မျိုးလည်းရနေတာကြောင့်အတူလိုက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။နောက်တစ်ခုကသူတို့နှစ်ယောက်တည်းခီးသွားတာမျိုးမဟုတ်ပဲဆိုင်မွန်ရဲ့အဖွဲ့နဲ့အတူသွားမှာဖြစ်တဲ့အတွက်လိုက်ဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်။ခီးမသွားခင်မှာဆိုင်မွန်ကသူမကိုသူ့ရဲ့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့ပါသေးတယ်။သူမဟာဆိုင်မွန်ရဲ့ bodyguard ဖြစ်သူပီတာရဲ့သူ့ရဲ့စီးပွားဘက်ပြီးတော့သူ့ရဲ့ driver တို့နဲ့လည်းတည်ကျန်းခွင့်ရခဲ့ရသလိုသူ့သမီးငယ်လေးနဲ့အတူသမီးငယ်လေးရဲ့အမေဖြစ်တဲ့ဆိုင်မွန်ရဲ့ ex partner နဲ့ပါတွေ့ခဲ့ရပါတယ်။ဒီလိုအချက်တွေဟာစီစီလီယာအတွက်ဆိုင်မွန်ကိုပို့ပြီးယုံကြည်သွားစေခဲ့ပါတယ်။သူမရဲ့အမြင်မှာဆိုင်မွန်ဟာပွင့်လင်းတဲ့သူတစ်ယောက်သူ့ဘဝကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြတတ်တဲ့လူတစ်ယောက်ဆိုတာမျိုးမြင်လာခဲ့ပါတယ်။အားလုံးကလည်းသူမအပေါ်မှာခင်ခင်မင်မင်ဆက်ဆံခဲ့ကြပါတယ်။လေဆိပ်မှာဆိုင်မွန်ကသူမကိုအားလုံးရဲ့ passport တွေကိုတာဝန်ယူကင်ခိုင်းထားခဲ့ပါတယ်။သူမစိတ်ထဲဆိုင်မွန်ကသူမကိုယုံကြည်မှုရှိရဲဆိုပြီးကျေနပ်နေခဲ့မိပါတယ်။တကယ်တမ်းတော့ဆိုင်မွန်ကသူမကဆက်စုတတ်တဲ့သူလားဆိုတာကိုသိချင်တဲ့အတွက်ဒီလိုမျိုးပုံစံနဲ့စမ်းသပ်ခဲ့တယ်ဆိုတာနောက်ပိုင်းမှပြန်လည်တွေးဖြစ်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကသူမသာဆိုင်မွန်ရဲ့ passport ကိုကြည့်ခဲ့မိမယ်ဆိုရင်နာမည်မတူတာကိုတွေ့ပြီးနောက်ပိုင်းမှာသူမကြုံတွေ့ရတော့မဲ့စိတ်သောကရောက်စရာဖြစ်ရတဲ့နဲ့ကင်းဝေးခဲ့ရမှာပါ။ဒါပေမဲ့လည်းသူမဟာဘသူ passport ကိုမှဆက်စုပြီးမကြည့်ဖြစ်ခဲ့ပါဘူး။နောက်တော့သူတို့ဟာဘူဂေးရီးယားကိုကိုပိုင်ချက်လေယာဉ်နဲ့အတူခီးထွက်ခဲ့ကြပါတယ်။
ခီးစဉ်တစ်လျှောက်မှာဆိုင်မွန်ဟာသူမအပေါ်မှာကျင်ကျင်နာနာဆက်ဆံခဲ့ပါတယ်။ပြီးတော့သူ့ရဲ့သမီးလေးနဲ့လည်းပျော်ပျော်ရွှင်ရွှင်ဆော့ကစားနေတဲ့ဆိုင်မွန်ရဲ့ပုံစံဟာဆီစီလီယာကိုအယမ်းဆွဲဆောင်မှုရှိစေခဲ့ပါတယ်။ဆိုင်မွန်ရဲ့ driver ကဆိုင်မွန်ဟာတိတ်ကိုကျင်နာတတ်တဲ့ boss တစ်ယောက်ဖြစ်တယ်ဆိုတာကိုသူမကိုပြောဆိုခဲ့ပါသေးတယ်။ဆိုင်မွန်နဲ့ဆီစီလီယာအဲ့ဒီတညကိုအတူကုန်ဆုံးခဲ့ကြပြီးနောက်တစ်နေ့မှာတော့ဆီစီလီယာကလန်ဒန်ကိုပြန်လာခဲ့ပါတယ်။လန်ဒန်ကိုပြန်လာဖို့လက်မှတ်ကိုလည်းဆိုင်မွန်ကပဲဝယ်ပေးခဲ့တာဖြစ်ပါတယ်။သူမဟာဒီအကြောင်းတွေကိုနော်ဝေးမှာရှိတဲ့သူမရဲ့တငယ်ချင်းတွေကိုပြောပြခဲ့ချိန်မှာတော့သူမတငယ်ချင်းတွေကစိုးရိမ်ပြီးပြန်ပြီးဆွဲခံနိုင်ရတယ်ဆိုတာမျိုးသတိပေးခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီချိန်မှာဆီစီလီယာဘလို့သတိပေးရအောင်နားမဝင်နိုင်ခဲ့တော့ပါဘူး။ဘာလို့လဲဆိုတော့သူမဟာဆိုင်မွန်ကိုအရန်ကိုဆွဲလန့်မိသွားပြီဖြစ်နေလို့ပါပဲ။နောက်ပိုင်းမှာတော့ဆိုင်မွန်နဲ့သူမဟာပုံမှန်လိုဆက်သွယ်ပြောဆိုခဲ့ကြပြီးဆိုင်မွန်ကသူမစီကိုသူခီးသွားလာနေစဉ်မှာရိုက်ထားတဲ့ဗီဒီယိုလေးတွေအမြဲပို့လေးရှိခဲ့ပါတယ်။ဆိုင်မွန်လန်ဒန်ကိုပြန်လာတဲ့အခါမှာတော့သူတို့နှစ်ယောက်ကအမြဲလိုတွေ့ဆုံခဲ့ကြပါတယ်။သူမဟာဆိုင်မွန်ပိုင်နယ်ဆိုတဲ့နယ်သာလန်ကတိုက်ခန်းမှာတွားရောက်နေထိုင်ခဲ့ပါသေးတယ်။ဆိုင်မွန်ကဆီစီလီယာကိုခေါ်ပြီးဈေးကြီးတဲ့ကားတွေနဲ့ကားပတ်မောင်းတာခန်းထားတဲ့စားတောက်ဆိုင်တွေမှာညစာသွားစားတာမျိုးတွေနဲ့ night club တွေမှာငွေတွေကိုဖောဖောတီတီသုံးဆွဲတာမျိုးတွေလည်းပြုလုပ်ခဲ့ရပါအားလုံးမြင်မာရောဆီစီလီယာမြင်မာရောဆိုင်မွန်ကတကယ်ကိုချမ်းသာတဲ့ဘီလီယံနာတထေးသားဆိုတဲ့ပုံစံမျိုးယုံကြည်ထားကြပါတယ်ဆိုင်မွန်ကဆီစီလီယာလိုအပ်တိုင်းအမြဲရှိနေတတ်ခဲ့ပြီးသူမဖုန်းခေါ်တိုင်းလည်းအမြဲလက်ခံပြောဆိုနေခဲ့ပါတယ်သူမပြောခဲ့တဲ့အသေးစိတ်ချက်လက်လေးတွေအားစာမှတ်သားထားတတ်တာဖြစ်တဲ့အတွက်ဆီစီလီယာဆိုင်မွန်ပေါ်မှာတန်တရားတစ်ခုမှမရှိခဲ့ပါဘူး။သူမတခါမှမရခဲ့ဘူးတဲ့ surprise လက်ဆောင်မျိုးတွေလည်းပေးတတ်သေးတဲ့အတွက်သူမဟာသူ့ကိုအချစ်ပိုခဲ့ပါတယ်။ဆိုင်မွန်ကသူမအလုပ်ကိစ္စနဲ့ခရီးသွားရတဲ့နေရာအထိကိုလည်းလိုက်လာပြီးသူမကိုလာတွေ့တတ်ပါသေးတယ်။ဒီလိုမျိုး view ဆိုင်မှုတွေကြောင့်ဆီစီလီယာဆိုင်မွန်သူမကိုအမှန်တကယ်ချစ်မြတ်နိုးတယ်ဆိုပြီးယုံကြည်လာခဲ့ပါတယ်။ဆီစီလီယာဆိုင်မွန်နဲ့အတူနေဖို့အတွက်လန်ဒန်မှာရှိတဲ့အခန်းတွေကိုလိုက်ကြည့်ခဲ့ပါသေးတယ်။သူမတို့ရဲ့ဆက်ဆံရေး3လကြာပြီးတဲ့နောက်ဆိုင်မွန်ကသူ့စီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြလာခဲ့ပါတယ်။ကုမ္ပဏီကသူစတာဝန်ယူကြတဲ့ပိုပြီးအောင်မြင်လာတဲ့အတွက်သူ့ကိုမနာလိုသူတွေများလာကြောင်းထိုသူတွေကသူ့ကိုအသက်အန္တရာယ်ချိန်ချောက်နေတယ်ဆိုတာတွေကိုပြောပြခဲ့ပါတယ်။သူတို့မိသားစုနဲ့သက်ဆိုင်တဲ့သတင်းဆောင်မတွေကိုလည်းသူမကိုပြောပြလာခဲ့ပါတယ်။ချမ်းသာလာတဲ့သူတို့မိသားစုဟာရန်သူတွေအများပြားရှိရဲဆိုတဲ့အကြောင်းနဲ့သူ့ရန်သူတွေစီကနေအသက်အန္တရာယ်ချိန်ချောက်မှုတွေကိုသူရရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။တညမှာတော့ဆီစီလီယာစီကို message တစ်စောင်ရောက်လာခဲ့ပါတယ်။ပီတာတန်ရာရထားတယ်ဆိုတဲ့ message လေးပဲဖြစ်ပါတယ်။ပီတာဆိုတာကတော့ဆိုင်မွန်ရဲ့ bodyguard ပဲဖြစ်ပါတယ်။နောက်တော့ဆိုင်မွန်ကသူမစီကိုဒဏ်ရာရနေတဲ့ပီတာရဲ့ပုံရဲ့လူနာတင်ကားပေါ်ကသူတို့နှစ်ယောက်ရဲ့ပုံကိုပါပို့လာခဲ့ပါတယ်။သူတို့ကရန်သူရဲ့တိုက်ခိုက်တာကိုခံခဲ့ရတယ်ဆိုပြီးသူမကိုပြောဆိုခဲ့ပါတယ်။ဆီစီလီယာဟာဆိုင်မွန်အတွက်အယမ်းကိုစိုးရိမ်သွားခဲ့ပါတယ်။နောက်တော့ဆိုင်မွန်ကဆီစီလီယာကိုသူ့ရဲ့ငွေကြေးအခက်အခဲကိုပြောပြလာခဲ့ပါတယ်။ခုချိန်မှာသူကသူ့ရဲ့ဘဏ်ကတ်ကိုအသုံးမပြုနိုင်ပါဘူး။သူ့နာမည်နဲ့တစ်ခုခုကိုအသုံးပြုမယ်ဆိုရင်ရန်သူတွေကသူ့ကိုခြေရခံမိသွားမှစိုးရိမ်တယ်လို့ဆိုပါတယ်။အဲ့ဒီအတွက်ဆီစီလီယာရဲ့ credit card ကိုအသုံးပြုလို့ရနိုင်မလားဆိုပြီးအကူအညီတောင်းလာခဲ့ပါတယ်။ဆီစီလီယာကလည်းမဆိုင်မတွပဲအသုံးပြုခွင့်ပေးခဲ့ပါတယ်။အဲ့ချိန်မှာသူမအတွက်တော့သူမချစ်သူဘေးကင်းလုံခြုံရေးကသာအဓိကကျနေခဲ့တာပါ။ပြီးတော့ဆိုင်မွန်ကသူပြန်လွှဲပေးမှာပါလို့လည်းဂတိပေးခဲ့တဲ့အတွက်သူမကဘာမှတွေးမနေခဲ့ပါဘူး။ဆိုင်မွန်ဟာသူမစီကအကြောင်းပြချက်မျိုးစုံပေးပြီးတော့ဗန်မြောက်များစီကနေချင်းငွေရယူစေခဲ့ပါတယ်။ပြီးတော့သူ့စီကိုအဲ့ငွေကြေးတွေကိုလွှဲခိုင်းခဲ့ပါတယ်။ဒီကြားထဲမှာဆီစီလီယာဟာဆိုင်မွန်ကိုသူမမိသားစုနဲ့တွေ့ဆုံပေးဖို့သူမနေထိုင်ရာနော်ဝေးနိုင်ငံအော်စလိုမှာစီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ဆိုင်မွန်ကရောက်မလာခဲ့ပါဘူး။သူမလာခဲ့ပေမဲ့သူမစီကနေငွေထပ်ယူပေးဖို့ message တွေကတော့အကြောင်းမျိုးစုံပြပြီးအမြဲဝင်လာခဲ့ပါတယ်။ဆီစီလီယာဟာဆိုင်မွန်အတွက်ဘန်ဆယ်ခုကနေချွေးငွေပေါင်းဒေါ်လာ2သိန်းခွဲလောက်ထိချီးယူခဲ့ပြီးဆိုင်မွန်စီလွှဲပေးခဲ့ပါတယ်။ရက်သတ္တပတ်တော်ကြာပြီးတဲ့နောက်ဆိုင်မွန်စီကနေဘာကူမှပြန်လည်မရရှိလာတဲ့အခါမှာတော့ဆီစီလီယာအတွက်စိုးရိမ်မှုတွေဖြစ်စေလာပါတယ်
ဘာကြောင့်လဲဆိုတော့ဘန်နီကသူမစီကိုငွေတောင်းခံတဲ့အီးမေးလ်တွေကိုသူမစတင်လက်ခံရရှိလာခဲ့တဲ့အတွက်ဖြစ်ပါတယ်။သူမကဆိုင်မွန်ကိုငွေပြန်ဆက်ဖို့ပြောချိန်မှာတော့ဆိုင်မွန်ကသူမစီကိုချက်လက်မှတ်တစ်စောင်ပေးပို့ခဲ့ပါတယ်။2 သိန်းခွဲချီးပေးထားတဲ့သူမစီကိုဆိုင်မွန်ပြန်ပို့လိုက်တာကတော့9 သိန်းတန်ချက်လက်မှတ်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီချက်လက်မှတ်ကိုစီစီလီယာဘလို့မှငွေထုတ်လို့မရခဲ့ပါဘူး။သူမဟာဆိုင်မွန်စီကိုဆက်သွယ်ပြီးတော့ချက်လက်မှတ်ကထုတ်မရဖြစ်နေကြောင်းကိုပြောခဲ့ပေမဲ့လည်းဆိုင်မွန်ကဘာမှမဖြေရှင်းပေးခဲ့ပဲသူပြန်ပေးပြီးငွေထုတ်လို့မရတာကတော့ကုဖာသာရှင်းဆိုတဲ့ပုံစံမျိုးနဲ့စီစီလီယာပေါ်မှာမမထန်ထန်နေဆက်ဆံလာခဲ့ပါတယ်။ရုတ်တရက်ပြောင်းလဲသွားတဲ့ဆိုင်မွန်ရဲ့ရင့်ရင်တည်တည်အပြုတ်မှုတွေကြောင့်စီစီလီယာဟာအရန်ကိုအံ့ဩဝမ်းနည်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့သူမဟာလိန်ခံခဲ့ရပြီလို့တန်တရားစဝင်လာခဲ့ပါတော့တယ်။သူမဘန်ကိုဆက်သွယ်အကြောင်းကြားချိန်မှာတော့ဘန်ကတာဝန်ရှိသူတွေဟာသူမစီကိုရောက်ရှိလာခဲ့ပါတယ်။အဲ့နောက်သူမကိုဆိုင်မွန်ရဲ့ပုံကိုပြသခိုင်းပါတယ်။သူမပြလိုက်တဲ့အချိန်မှာသိလိုက်ရတာကတော့သူမချစ်သူဖြစ်တဲ့ဆိုင်မွန်လဗိုင်လို့ဆိုတဲ့သူဟာဘီလီယံနာတထေးသားမဟုတ်ပဲနိုင်ငံအများပြားတည်ထားတဲ့ဆိုင်မွန်ဟရူလို့ခေါ်တဲ့ရာဇဝတ်သားတစ်ယောက်ဖြစ်နေတာပါပဲ။သူမထပ်သိခဲ့ရတာကတော့ဆိုင်မွန်ဟာ2015ခုနှစ်လောက်ကဖင်လန်နိုင်ငံမှာအမျိုးသမီး3ယောက်ကိုလိမ်လည်မှုအတွက်ထောင်ခဏကျခဲ့သေးတယ်ဆိုတာပါပဲ။ဒါတွေကိုသူမသိရှိသွားချိန်မှာတော့အရန်ကိုတုန်လှုပ်သွားခဲ့ပါတယ်။ပြီးတော့သူမပြန်ဆက်ရမယ့်ငွေကြေးတွေအတွက်လည်းအရန်ကိုပူပန်နေခဲ့ရပါတယ်။ဒီပမာဏကိုပြန်ဆက်နိုင်တဲ့အခြေအနေသူမမှမရှိခဲ့ပါဘူး။နောက်ဆုံးမှာတော့သူမဟာသူမရဲ့မိခင်ကိုအသိပေးပြီးနော်ဝေးကိုပြန်လာခဲ့ရပါတယ်။ဒီတော့တွင်မှာသူမဟာသူမကိုသူမအဆုံးစီရင်မှုအတွက်လည်းကြံရည်ခဲ့ပါသေးတယ်။စီစီလီယာဟာ3 ပတ်လောက်စိတ်ရောဂါကုဆေးရုံမှာသူမရဲ့စိတ်ဒဏ်ရာတွေကိုကုစားခဲ့ရပါတယ်။နောက်ပိုင်းမှာတော့စီစီလီယာဟာနော်ဝေးနဲ့အင်္ဂလန်မှာဆိုင်မွန်ကိုတိုင်ကြားခဲ့ပါတယ်။အဲ့လိုတိုင်ကြားပြီးရဲ့နောက်စီစီလီယာဟာဆိုင်မွန်စီကနေချင်းချောက်ခံခဲ့ရပါသေးတယ်။အဲ့ဒီနောက်မှာတော့စီစီလီယာဟာအတွေးတစ်ခုဝင်လာခဲ့ပါတယ်။ဆိုင်မွန်ဟာအရင်ကတည်းကဒီလိုလိမ်လည်မှုမျိုးကိုလုပ်ခဲ့ပေမဲ့တားဆီးနိုင်ခဲ့တဲ့သူမရှိတဲ့အတွက်သူမကအလိန်ခံခဲ့ရတာပဲဖြစ်တယ်။အဲ့ဒီအတွက်သူမဒါကိုအများသူငါသိအောင်ထုတ်ဖော်ပြောဆိုပြီးသူ့ကိုတားဆီးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စီစီလီယာဟာနော်ဝေးကသတင်းတောက်တစ်ယောက်ဖြစ်တဲ့ VG နဲ့ဆက်သွယ်ခဲ့ပါတယ်။ VG ကိုစီစီလီယာဟာသူမတို့2ယောက်ရဲ့ဖြစ်ကြောင်းကုန်စင်နဲ့အပြန်အလှန်ပေးပို့ထားကြတဲ့ message တွေဗီဒီယိုတွေကိုပေးပို့ခဲ့ပါတယ်။ VG ဟာဆိုင်မွန်ကဘာတူလဲဆိုတာကိုတိတိကျကျသိနိုင်မှုအစ္စရေးမှာရှိတဲ့သူ့ရဲ့အိမ်စီသွားပြီးစုံစမ်းခဲ့ပါသေးတယ်။ဆိုင်မွန်ရဲ့မိခင်နဲ့တွေ့ခဲ့ပေမဲ့သူမဟာဆိုင်မွန်18နှစ်ကလေးကအဆက်အသွယ်မရှိတော့တဲ့အကြောင်းပြောဆိုခဲ့ပါတယ်။အစ္စရေးမှာရှိတဲ့ရဲတွေစီကနေနောက်ထပ်သိရတာကတော့ဆိုင်မွန်က2011ခုနှစ်လောက်ကခိုးယူမှုစားရဲစာရန်အတူပြုလုပ်မှုတွေနဲ့တရားစွဲဆိုခံရပေမဲ့တရားရုံးကိုရောက်မလာခဲ့ပဲဥရောပဘက်ကိုထွက်ပြေးသွားတယ်ဆိုတာပါပဲ2019ခုနှစ်မှာနောက်ထပ်အမှုတစ်ခုအတွက်တရားစွဲဆိုခံခဲ့ရပေမဲ့ဆိုင်မွန်ဟာရောက်မလာခဲ့ပါဘူးအဲဒီနောက်မှာတော့သတင်းတောက်ဗီဂျီဟာဆိုင်မွန်အသုံးပြုခဲ့တဲ့ bank statement တွေကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာတော့ပါနီလာလို့ခေါ်တဲ့ဆွီဒင်အမျိုးသမီးတစ်ယောက်အတွက်လေယာဉ်လက်မှတ်ဝယ်ပေးထားတာကိုတွေ့ခဲ့ရပါတယ်။ဒါနဲ့ပဲသူဟာပါနီလာကိုဆက်သွယ်ခဲ့ပါတော့တယ်။ပါနီလာဟာလည်းဆိုင်မွန်နဲ့ Tinder application ကနေမှ2018အစောပိုင်းလောက်တွင်မှတည်ကျမ်းခဲ့တာပဲဖြစ်ပါတယ်။ပါနီလာနဲ့ဆိုင်မွန်ရဲ့ဆက်ဆံရေးဟာမိတ်ဆွေတငယ်ချင်းအနေအထားနဲ့ပဲရှိနေခဲ့ပါတယ်။သူတို့နှစ်ဦးဟာ2018 March လမှာပထမဦးဆုံးတွေ့ဆုံခဲ့ကြပါတယ်။ပါနီလာဟာဆိုင်မွန်ကိုအလုပ်ကြိုးစားတဲ့လူတစ်ယောက်သူမလိုပဲခီးသွားလာရတာကိုခုံမင်တဲ့လူတစ်ယောက်ဖြစ်မှတ်ယူခဲ့ပြီးဆိုင်မွန်နဲ့အတူနေရအတော်များများကိုလည်းအတူခီးသွားလာခဲ့ပါသေးတယ်။ဆိုင်မွန်ဟာသူမခက်ခဲနေချိန်မှာလည်းသူမကိုအပိနှစ်သိမ့်တာမျိုးတွေလုပ်ပေးခဲ့တဲ့အတွက်သူတို့နှစ်ယောက်ရဲ့ခင်မင်မှုဟာအစစ်အမှန်လို့ထင်မြင်နေခဲ့မိပါတယ်။အဲ့နောက်8 လအကြာမှာတော့ဆိုင်မွန်ဟာပါနီလာကိုစီစီလီယာကိုလှည့်ပြားခဲ့တဲ့ဇလန်အတိုင်းပဲသူမစီကနေငွေချီးယူခဲ့ပါတယ်။ပါနီလာဟာဆိုင်မွန်ကိုဒေါ်လာ4,000ချီးပေးထားခဲ့ပြီးဖြစ်ပါတယ်။ဒီငွေတွေဟာသူမအိမ်ဝယ်ဖို့ဆိုပြီးစုဆောင်းထားတဲ့ငွေကြေးတွေပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းသူမရဲ့မိတ်ဆွေတငယ်ချင်းလုံခြုံပေးကင်းမှုသာအဓိကဆိုတဲ့စိတ်နဲ့ဒီငွေတွေကိုသူမချီးပေးခဲ့တာပဲဖြစ်ပါတယ်။
ပါနီလာဟာဆိုင်မွန်စီကနေငွေကိုပြန်လည်တောင်းခံချိန်မှာတော့ဆိုင်မွန်ဟာဒေါ်လာ1 သိန်းပြန်လည်လွှဲပေးထားတဲ့ပြေစာလိုမျိုးကိုပေးပို့ခဲ့ပါတယ်။ဒါပေမဲ့ဒီငွေဟာသူမစီအမှန်တကယ်ဝင်မလာခဲ့ပါဘူး။ဒါနဲ့ပဲဆိုင်မွန်ဟာသူ့ဘဏ်ကိုသွားဖို့လိုအပ်တယ်လို့ဆိုတိုင်းဆိုင်မွန်အတွက်လေယာဉ်လက်မှတ်တွေကိုလည်းဝယ်ပေးခဲ့ရပါသေးတယ်။သတင်းတောက် VG ကသူမကိုဆက်သွယ်ပြောဆိုချိန်မှာတော့သူမဟာဆိုင်မွန်ရဲ့အလိန်ကိုခံလိုက်ရပြီဆိုတာသူမသိလာခဲ့ပါတော့တယ်။အဲ့ချိန်မှာပါနီလာဟာဆိုင်မွန်နဲ့ဂျာမနီနိုင်ငံမှာတွေ့ဖို့ချိန်ဆထားပြီးဖြစ်ပါတယ်။ပါနီလာဟာဒီခီးမှာဆိုင်မွန်စီကနေသူမရဲ့ငွေကြေးကိုပြန်လည်တောင်းခံမှုစူးစမ်းမှာဖြစ်တယ်လို့သတင်းတောက် VJ ကိုလည်းသူမနဲ့ဆိုင်မွန်တွေ့ဆုံမဲ့နေရာကိုနောက်ယောင်ခံလိုက်လို့ရဖို့အတွက်အသိပေးခဲ့ပါသေးတယ်။ပါနီလာကဆိုင်မွန်စီကနေငွေကိုပြန်လည်တောင်းခံချိန်မှာတော့ဆိုင်မွန်ဟာပါနီလာကိုဈေးကြီးရဲဆိုတဲ့နိုင်တစ်လုံးကိုပေးခဲ့လိုက်ပါတယ်။ဒါပေမဲ့ဒါကိုသွားရောက်တဲ့အချိန်မှာတော့နိုင်ဟာအတုဖြစ်နေခဲ့ပါတယ်။သတင်းတောက် VG နဲ့အဖွဲ့ဟာဆိုင်မွန်ကိုနောက်ယောင်ခံလိုက်နေချိန်မှာဆိုင်မွန်ဟာဒါကိုသိသွားခဲ့ပါတယ်။သတင်းတောက် VG ကဆိုင်မွန်ကိုဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့လည်းမအောင်မြင်ခဲ့ပါဘူး။ VG ဟာဆိုင်မွန်ကတယောက်စီကလိန်လည်ရယူထားတဲ့ငွေကြေးတွေကိုအခြားတယောက်စီမှာသုံးဆွဲပြီးဒီလိုနီးလန်းနဲ့တားကောင်နေရှာပြီးလိန်လည်နေတာဖြစ်တယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါနဲ့ပဲ VG ဟာသူမတွေ့ရှိချက်တွေကိုစုဆောင်းပြီးသတင်းဆောင်မတစ်ခုရေးသားတင်ဆက်ခဲ့ပါတယ်။ဒီသတင်းဆောင်မထွက်လာချိန်မှာပဲ VG ဟာဆိုင်မွန်ရဲ့လိန်လည်မှုကိုခံခဲ့ရတဲ့အခြားသောမျိုးသမီးတွေရဲ့ဆက်သွယ်မှုကိုလည်းရရှိခဲ့ပါတယ်။ဆိုင်မွန်ဟာနိုင်ငံ9 ခုလောက်မှာအလိုရှိနေတဲ့ရာဇဝတ်သားတစ်ယောက်ဖြစ်နေတယ်ဆိုတာကိုလည်းသိခဲ့ရပါတယ်။ဒါပေမဲ့လည်းဆိုင်မွန်ဟာဘလို့အေးအေးယူမှုကိုမှမခံရပဲပုံမှန်လိုပဲသွာလာလှုပ်ရှားနေစေပဲဖြစ်ပါတယ်။2019ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့မှာရှာလော့ဆိုတဲ့အမျိုးသမီးဟာချက်နိုင်ငံကနေနယ်သာလန်ကိုပြန်လာဖို့အတွက်လေယာဉ်စောင့်နေချိန်မှာသူမရဲ့ Instagram မှာသတင်းတစ်ပုဒ်တက်လာတာကိုတွေ့လိုက်ပါတယ်။နော်ဝေးသတင်းတောက်တယောက်တင်ထားတဲ့တင်ဒါဆွန်လာဆိုတဲ့သတင်းဆောင်မတစ်ပုဒ်ပဲဖြစ်ပါတယ်။အမျိုးသမီးတွေကိုသေးဆောင်ဖျောင်းရောက်ပြီးဒေါ်လာတန်ပေါင်းများစွာလိမ်လည်ခဲ့ပြီးနိုင်ငံအများပြားကနေထွက်ပြေးတိမ်းရှောင်နေတဲ့အမျိုးသားတယောက်အကြောင်းဆိုပြီးရေးသားထားပါတယ်။ဒီအမျိုးသားဟာသူ့ရဲ့သားကောင်တွေကို Tinder application ကနေရှာဖွေပြီးလိမ်လည်ခဲ့တာတွေသူဟာကိုပိုင်လေရင်တွေအကောင်းစားဟိုတယ်တွေဈေးအကြီးဆုံးညစာစားပွဲတွေနဲ့မျိုးသမီးတွေကိုဖျားယောင်းခဲ့တယ်ဆိုတာတွေမျိုးသမီးတွေဟာသူ့ကိုချမ်းသာကြွယ်ဝတဲ့သူဖြစ်ယုံကြည်ခဲ့ကြပြီးသူတောင်းဆိုတဲ့ငွေကြေးတွေကိုချီးပေးခဲ့ကြတယ်ဆိုတာတွေနောက်ဆုံးမှာတော့ဒီငွေကြေးတွေကိုပြန်မပေးဘဲသူဟာထွက်ပြေးတိမ်းရှောင်နေခဲ့တယ်ဆိုပြီးရေးသားခဲ့ပါတယ်ဒီဆောင်းပါးကိုဖတ်လိုက်ရတဲ့အချိန်မှာရှာလော့ဟာအယမ်းကိုတုန်လှုပ်သွားပါတယ်ဘာလို့ဆိုတော့ဆောင်းပါးထဲမှာပါတဲ့လိန်လေသူဟာသူလက်ရှိတွဲနေတဲ့သူ့ရဲ့ချစ်သူဖြစ်နေတာပါပဲသူနဲ့ဆိုင်မွန်ဟာ Tinder application ကနေပဲတွေ့ခဲ့ကြတာဖြစ်ပြီးတော့သူတို့ချစ်သူဖြစ်တာ14လရှိနေပြီဖြစ်ပါတယ်အဲ့ဒီချိန်မှာရှာလော့ဟာဆိုင်မွန်ကိုဒေါ်လာ1,400,000လောက်ချီးပေးခဲ့ပြီးဖြစ်ပါတယ်ရှာလော့ဟာသတင်းဆောင်ပါးထဲမှာပါတဲ့ဆိုင်မွန်ကတခြားအမျိုးသမီးတွေကိုဖျားယောင်းခဲ့တဲ့ရက်စွဲတွေအသေးစိတ်အချက်လက်တွေကိုကြည့်ရှုလိုက်တဲ့အချိန်မှာတော့သူမစီကချီးသွားတဲ့ပတ်စံတွေနဲ့ဒီအမျိုးသမီးတွေအတွက်သုံးဆွဲပြီးလိမ်လည်ဖို့ကြိုးစားနေတဲ့ပုံစံတွေကိုတွေ့လိုက်ရပါတယ်။သူမစီ message ပို့ခဲ့တဲ့အချိန်တွေခီးသွားနေတယ်ဆိုပြီးပေးပို့ခဲ့တဲ့ဗီဒီယိုတွေဟာအခြားမျိုးသမီးတွေကိုလည်းအတူပေးပို့ခဲ့တာသူမတွေ့ခဲ့ရပါတယ်။အလုပ်ကိစ္စခီးထွက်ခဲ့တယ်ဆိုပြီးသူမကိုပြောဆိုခဲ့တဲ့ချိန်တွေမှာဆိုင်မွန်ဟာတခြားမျိုးသမီးတစ်ယောက်စီအလဲသွားနေတာပဲဖြစ်ပါတယ်။ရှာလော့ဟာတခြားမျိုးသမီးတွေလိုပဲဆိုင်မွန်ရဲ့ bodyguard ဒဏ်ရာရထားတဲ့ဆိုတဲ့ message မျိုးကိုရရှိခဲ့ပြီးတော့ငွေတွေအလိမ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ဆိုင်မွန်ဟာမျိုးသမီးတစ်ယောက်စီကနေလိမ်လည်ရရှိတဲ့ငွေကြေးတွေကိုတခြားမျိုးသမီးတစ်ယောက်အတွက်သုံးစွဲပါတယ်။ပြီးတော့မှသူဟာအဲ့ဒီအမျိုးသမီးကိုထပ်ပြီးလိမ်လည်မှာပဲဖြစ်ပါတယ်။ရှာလော့ကဆိုင်မွန်ဟာသူမစီကနေလိမ်လည်သွားတဲ့ငွေတွေကိုတခြားမျိုးသမီးတွေအတွက်ဈေးကြီးတဲ့လက်ဆောင်ဝယ်ပေးတာတွေမှာသုံးစွဲခဲ့တယ်ဆိုတာကိုတွေ့ခဲ့ရပါတယ်။သူမဟာလေရင်ပေါ်ကဆင်းတာနဲ့ပဲရဲကိုဒီအကြောင်းအရာကိုတိုင်ကြားခဲ့ပါတယ်။နောက်တော့သူမတွေးမိတာကသူမဟာဆိုင်မွန်ရဲ့လက်ရှိချစ်သူဖြစ်တယ်။ဆိုင်မွန်နဲ့သူမဟာလက်ရှိအချိန်ထိအဆက်အသွယ်ရှိနေသေးတာဖြစ်တဲ့အတွက်သူမနေရာအရေးကြီးမှန်းတွေးလိုက်မိပါတယ်
အဲ့ဒီနောက်မှာတော့ရှာလော့ဟာဒီဆောင်းမအကြောင်းကိုဆိုင်မွန်ကိုပြောပြခဲ့ပြီးသူမကဆိုင်မွန်ကိုယုံကြည်ရဲဆိုတဲ့အကြောင်းဆောင်းမမှာပါတဲ့အမျိုးသမီးတွေကဆိုင်မွန်ကိုမဟုတ်မမှန်ဆွဆွဲနေတာပဲဖြစ်မယ်ဆိုပြီးဆိုင်မွန်ကိုသူမယုံကြည်ကြောင်းယုံသွင်းခဲ့ပါတယ်။ဒီကြားထဲမှာလဲဆိုင်မွန်ကသူမစီကနေငွေထပ်မံချီးခဲ့ပါသေးတယ်။သူမရဲ့ကားနဲ့အိမ်ကိုရောက်ပြီးသူမစီကနေငွေချီးဖို့ပြောခဲ့ပါတယ်။ရှာလော့ဟာဆိုင်မွန်ကိုသူပိုင်ဆိုင်တဲ့ဈေးကြီးတဲ့ဒီဇိုင်နာဝတ်စားတွေအသုံးဆောင်တွေကိုရောင်းချပြီးငွေပြန်လည်ဖော်ဖို့အကြံပေးခဲ့ပါတယ်။ရှာလော့ဟာ fashion industry မှာအလုပ်လုပ်နေတာဖြစ်တဲ့အတွက်သူမကိုယ်တိုင်ဒီအသုံးဆောင်တွေကိုရောင်းပေးပါမယ်ဆိုပြီးဆိုင်မွန်ကိုအယုံသွင်းခဲ့ပါတယ်။အဲ့နောက်မှာတော့ရှာလော့ဟာချက်နိုင်ငံကိုသွားပြီးဆိုင်မွန်စီကအသုံးဆောင်ပစ္စည်းတွေကိုယူဆောင်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲရှာလော့ဟာဆိုင်မွန်လက်ရှိသုံးနေတဲ့ credit card အတုကိုဓာတ်ပုံရိုက်ပြီးရဲတွေကိုပေးပို့ခဲ့ပါတယ်။ပြီးတော့ရှာလော့ဟာဆိုင်မွန်ရဲ့အသုံးဆောင်ပစ္စည်းတွေကို eBay မှာတင်ပြီးရောင်းချခဲ့ပါတယ်။သူမပြန်ရတဲ့ငွေကြေးဟာသူမစီကနေဆိုင်မွန်လိမ်လည်သွားတဲ့ပမာဏအောင်မမီနိုင်မီမဲ့သူမဟာဆိုင်မွန်စီကနေရနိုင်တဲ့လောက်ပြန်လည်ရယူခဲ့ပါတယ်။အဲဒီနောက်မှာတော့ရှာလော့ဟာဆိုင်မွန်ရဲ့ဆက်သွယ်မှုတွေကိုလစ်လျူရှုထားခဲ့ပါတယ်။ဆိုင်မွန်ကတောက်လျှောက်သူ့အသုံးဆောင်ပစ္စည်းရောင်းရငွေတွေကိုတောင်းနေခဲ့ပါတယ်။ရှာလော့ကမပေးတဲ့အချိန်မှာတော့သူဟာရှာလော့ကိုချိန်ချောက်တာမျိုးတွေတောင်းပန်တာမျိုးတွေနဲ့လုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းရှာလော့ဟာတပြားမှဆိုင်မွန်ကိုမပေးခဲ့ပါဘူး။အဲဒီနောက်မှာတော့ရှာလော့ဟာဆိုင်မွန်ကချက်နိုင်ငံကနေဂရိနိုင်ငံကိုသွားမှာဆိုတာကိုသိရှိလိုက်ရတဲ့အချိန်မှာရဲတွေကိုအကြောင်းကြားလိုက်ပါတယ်။ဂရိနိုင်ငံကရဲတွေကလေယာဉ်ဆင်းချိန်မှာပဲဆိုင်မွန်ကို passport အတူပြုလုပ်မှုနဲ့ဖမ်းဆီးလိုက်ပြီးသူ့နိုင်ငံအစ္စရေးကိုပြန်လည်ပေးပို့ခဲ့ပါတယ်။ဆိုင်မွန်ဟာအစ္စရေးနိုင်ငံမှာသူ့လူကျူးလွန်ခဲ့တဲ့အခြားသောအမှုတွေနဲ့အတူထောင်ဒဏ်15လကြာခံဖို့အမိန့်ချမှတ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့လည်းဆိုင်မွန်ဟာ9လပဲထောင်မှာနေခဲ့ရပြီးပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ဆိုင်မွန်ဟာစီစီလီယာပါနီလာနဲ့ရှာလော့ပေါ်မှာကျူးလွန်ခဲ့တဲ့လိမ်လည်မှုတွေအတွက်တော့အခုချိန်ထိဘာပြစ်ဒဏ်မှမခံခဲ့ရပါဘူး။ဒီမျိုးသမီး3ယောက်ဟာသူတို့နာမည်အောက်ကနေဆိုင်မွန်လိမ်လည်သွားတဲ့ငွေကြေးတွေအတွက်ရင်ဆိုင်ဖြေရှင်းနေရဆဲပဲဖြစ်ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလမှာ Netflix ကနေပြီး Tinder Swindler ဆိုပြီး documentary ထွက်လာပြီးချိန်မှာတော့ဆိုင်မွန်ရဲ့လိမ်လည်မှုတွေဟာလူတွေပိုသိလာခဲ့ပြီး Tinder application ကနေမှဆိုင်မွန်ကိုပိတ်ပင်တားမြစ်ခဲ့ပါတယ်။တေချာတာကတော့ဆိုင်မွန်ဟာ Tinder application ကနေဆိုင်မွန် Levi ဆိုတဲ့နာမည်ကိုသုံးပြီးပဲဖြစ်ဖြစ်သူ့ရဲ့ပုံကိုပြပြီးတော့ပဲဖြစ်ဖြစ်ထပ်ပြီးသားကောင်ရှာလို့ရတော့မှာမဟုတ်ပါဘူး။ဒီ documentary ထွက်လာပြီးနောက်မှာတော့ဆိုင်မွန်ရဲ့လိမ်လည်မှုကိုခံရတဲ့သားကောင်တော်တော်များများရှိမှန်းသိလာခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာရှေ့ထွက်မလာခဲ့ပါဘူး။စီစီလီယာတို့3ယောက်ကသာရှေ့ထပ်ပြီးဆိုင်မွန်ရဲ့လုပ်ရက်တွေအတွက်တရားမျှတမှုရရှိဖို့သာဆက်လက်ကြိုးပမ်းနေခဲ့ပါတယ်။ဒါပေမဲ့လည်းဆိုင်မွန်ရဲ့လုပ်ရက်တွေကဒီမှာရင်ရပ်တန့်မသွားခဲ့ပါဘူး။ Netflix ရဲ့ documentary ထွက်လာပြီးချိန်မှာတော့ဆိုင်မွန်ဟာသူ့ရဲ့လက်ရှိချစ်သူဆိုသူ Israel model တယောက်ဖြစ်တဲ့ Kate နဲ့အတူထွက်လာခဲ့ပြီးအင်တာဗျူးတစ်ခုဖြေဆိုခဲ့ပါတယ်။သူဟာလူလိမ်တယောက်မဟုတ်ဘူးဆိုတဲ့အကြောင်းသူ့ကိုဆွဆွဲမှုတွေပေါ်မှာလည်းအားလုံးကိုညှင်းဆိုသွားခဲ့ပါတယ်။သူဟာတကယ်ကိုပဲငွေကြေးချမ်းသာသူတယောက်ဖြစ်ပြီး2017လောက်ကတည်းကသူဝယ်ထားတဲ့ Bitcoin တွေကြောင့်သူဒီလိုချမ်းသာနေကြောင်းပြောဆိုခဲ့ပါတယ်။သူ့ချစ်သူကိတ်ကလည်းဆိုင်မွန်ဟာလူကောင်းတစ်ယောက်ဖြစ်ကြောင်းသူ့ဘက်ကနေယက်တီပေးခဲ့ပါတယ်။နောက်တစ်နှစ်အကြာမှာတော့ကိတ်ဟာသူမနဲ့ဆိုင်မွန်အကြောင်းကိုထုတ်ဖော်ခဲ့ပါတယ်။ဆိုင်မွန်နဲ့သူမတွဲနေစဉ်အတွင်းသူမကြုံတွေ့ခဲ့ရတဲ့ဆိုင်မွန်ရဲ့အနိုင်ကျင့်မှုတွေသူမကိုထိန်းချုပ်မှုတွေအကြောင်းကိုရင်ဖွင့်ခဲ့ပါတယ်။ဆိုင်မွန်ကသူမစီကနေလဲဒေါ်လာ1သိန်းကျော်ကိုလိမ်လည်ရယူသွားခဲ့တယ်လို့ဆိုပါသေးတယ်။ Netflix ရဲ့ documentary ထွက်ပြီးနောက်မှာလဲဆိုင်မွန်ဟာပုံမှန်လိုပဲသူ့ဘဝကိုခန်းခန်းနာနာနဲ့ဖြတ်သန်းနေတာကိုတွေ့ရပါတယ်။သူဟာဖျော်ဖြေရေးလုပ်ငန်းတွေကိုဝင်ရောက်ဖို့ကြိုးစားနေတယ်လို့သူ့ရဲ့အထုပ်ပတ်တိစာအုပ်နဲ့ရုပ်ရှင်ရိုက်ဖို့အတွက်ကိုလည်းလှုပ်ဆောင်နေတယ်လို့လည်းဆိုပါသေးတယ်။အခုချိန်ထိတော့ဆိုင်မွန်ဟာသူ့ရဲ့ Instagram မှာသူ့ရဲ့ lifestyle နဲ့သူ့ရဲ့ interview တွေနဲ့ပတ်သက်တဲ့ post တွေကိုတင်နေစေပဲဖြစ်ပါတယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။